သိုလ်ပညာဥစ္စာရဖို့တရားဒေသအမြဲနေရှိကတင်ကြိုးပြုခဲ့မှုသည်ကောင်းမှုအထူးရှိပါသည်မိမိကိုကောင်းထိန်လို့မတိမ်သေးနဲ့စောင့်ကြည့်လေဥစ္စာကိုပေးနေထိုင်ရဲ့မျော်တွေသုံးချက်ပေးအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေကုသိုလ်ပညာဥစ္စာရဖို့တရားဒေသအမြဲနေရှိကတင်ကြိုးပြုခဲ့မှုသည်ကောင်းမှုအထူးရှိပါသည်မိမိကိုကောင်းထိန်လို့မတိမ်သေးနဲ့စောင့်ကြည့်လေဥစ္စာကိုပေးနေထိုင်ရဲ့မျော်တွေသုံးချက်